လိုက်မယ်လို့သူတို့ထင်ခဲ့ကြတယ်ဒါမဲ့ငါတို့ကိုကြည့်လိုက်စမ်းလက်ပေါင်း80လုံးတောက်လောင်ခဲ့တဲ့စစ်မီးကငါတို့ရဲ့စိတ်ဓာတ်ကိုစိန်တလုံးလိုမာကြောလာအောင်ပဲလုပ်နိုင်ခဲ့တယ်စကားပြောမဲ့အချိန်ကုန်ပြီပုံးနေရမဲ့ခိတ်တေဆုံးသွားပြီဒီနေ့မှာငါတို့ရဲ့ညီညွတ်မှုဟာနေပြည်တော်ကဘယ်ပုံချုပ်မှုကြီးမှမရှင်းတန်နိုင်တဲ့လက်နက်ဖြစ်သွားပြီငါတို့ဟာတက်မတော်တစ်ခုတည်းမဟုတ်ဘူးငါတို့ဟာမြောက်ပိုင်းရဲ့တာမဏိတပ်ပြင်ပဲငါတို့အားလုံးစုပေါင်းချီတက်လိုက်တဲ့ခြေလမ်းတိုင်းဟာအာနာရှင်ရဲ့ပလင်ကိုတုံခါသွားစေရမယ်ကဘာကြီးကကူညီမဲ့အချိန်ကိုစောင့်မနေတော့ဘူးတော်ထဲမှာပုံနေရမဲ့ခက်ကုန်ပြီဒီတောင်ထိတ်ကနေမြို့တော်ရဲ့တခါဝတွေကြည့်ငါတို့ချီတက်တဲ့ခြေလမ်းတိုင်းဟာငရေလှုပ်သလိုတုံဟိမ့်နေစေရမယ်ငါတို့မြေပေါ်ကရန်သူစစ်သားတိုင်းကိုပြောလိုက်မယ်ပြေးနိုင်သလောက်ပြေးထားကြတော့ဘာလို့လဲဆိုတော့တောင်တန်းကြီးတွေနိုးထလာပြီမို့လို့ပဲကချင်တို့ရဲ့ဂုံတိတ်ခါအတွက်တိုက်စစ်ဖွင့်ကြဒီနေ့မှာကဘာကြီးကညီညွတ်သောကချင်ပြည်ကိုမြင်နေရပြီငါတို့ဟာအတန်ပေါင်းများစွာမဟုတ်တော့ဘူးငါတို့ဟာဟိဟုတ်တန်တစ်ခုတည်းဖြစ်သွားပြီငါတို့ရဲဘော်တို့စက်တိုက်ကြစမ်းမင်းတို့ရဲ့ခြေလမ်းတွေကိုမနှေးစေနဲ့မင်းတို့ရဲ့နှလုံးသားတွေကိုမပင်ပန်းစေနဲ့ငါတို့ဘလောက်တောင်တမာလာတယ်လဲဆိုတာကိုမြင်ပြီးရန်သူတွေတုန်လှုပ်နေကြပြီငါတို့ရဲ့ညီညွတ်မှုဟာသူတို့အတွက်တော့နာရေးတခြင်းပဲအောင်ပွဲဆိုတာလာတော့မှမဟုတ်ဘူးအောင်ပွဲကဒီမှာရောက်နေပြီနောက်ဆုံးတစ်ချိန်ထိုးစစ်ဆင်လိုက်စမ်းနောက်ဆုံးတစ်ချိန်တိုက်ခိုက်လိုက်တာနဲ့ငါတို့တောင်တန်းတွေဟာထာဝရလွတ်လပ်သွားလိမ့်မယ်ကချင်ပြည်အတွက်အောင်ပွဲအတွက်ချစ်တချာမင်းတို့ရဲ့ဘယ်ဘက်ကိုကြည့်လိုက်စမ်းညာဘက်ကိုလည်းကြည့်လိုက်ဦးမတူညီတဲ့မျက်နှာတွေကိုမြင်နေရလိမ့်မယ်ဒါပေမဲ့အားလုံးရဲ့မျက်လုံးထဲမှာတော့တူညာတဲ့လွတ်လပ်မှုငတ်မွတ်မှုကိုမြင်နေရတယ်နှစ်ပေါင်း60လုံးလုံးသူတို့ဟာငါတို့ကိုသွေးပွဲပြီးအုပ်ချုပ်ခဲ့ကြတယ်ငါတို့ရဲ့စီးလုံးမှုမရှိခြင်းကိုသူတို့ကအခွင့်ကောင်းယူခဲ့ကြတယ်ဒါပေမဲ့ဒီနေ့မှာတော့အာနာရှင်ရဲ့အစိုးဝါးဆုံးအိမ်မက်ဆိုးကြီးတကယ်ဖြစ်လာတယ်အဲ့ဒါကငါတို့အားလုံးတယောက်နဲ့တယောက်ရှာဖွေတွေ့ရှိသွားတာပဲရခိုင်ရေလိုင်းတွေတက်လာပြီကချင်မိုးကျင်းတန်တွေဟိမ့်ထွက်လာပြီဂရေဂရနီနဲ့ချင်းတောင်တန်းကြီးတွေရွှေ့ရလာပြီ PDF တွေဟာလည်းတိုင်းပြည်ရဲ့နှလုံးသားတွေကပြီးရှက်နေဖြစ်လာပြီငါတို့ဟာအဖွဲ့အစည်းအသီးသီးမဟုတ်တော့ဘူးငါတို့ဟာတစ်ခုတည်းဖြစ်သွားပြီနှလုံးသားတစ်ခုတည်းဓာတ်တလက်တည်းရီမန်းချက်တစ်ခုတည်းအာနာရှင်မျိုးစိုးရဲ့ခေါင်းကိုရိုက်နှက်ဖို့ငါတို့လက်တွဲရမယ်အာနာရှင်စနစ်ကိုထာဝရမြုပ်နှံပေးဖို့ငါတို့အတူတူတိုက်ရမယ်ဒီနေ့မှာငါတို့ကမြို့တစ်မြို့ကိုသိမ်းဖို့ချီတက်တာမဟုတ်ဘူးခဲတစ်ခုစီကိုချီတက်နေတာ